ခင်ဖုံးတက်ဝေနှင်းလွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးတက်ဝေမေနဲ့ဩဂတ်မှာအရင်လေတွေတိုက်ရင်အရင်ပန်းတွေပဲပွင့်ကြအောင်ပါပါလိုအပ်ရင်ပန်းသစ်တွေလဲပေးဖို့ဘယ်တစ်ပင်ကုန်းမှကျွန်တော်မတောင်းဆိုခြင်းပါဘူးအပြည့်ဝလွမ်းခွင့်ရတာဟာလေလူဖြစ်ကျိုးနှံ့မှုအခက်ခဲတစ်ခုပါကွယ်ခင်ဖုံးတက်ဝေကြားလိုက်လားတော့မသိဘူးတချို့ဆိုဒိုးရိုပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းပြီးကအချိုရည်ဘူးကုန်လေးကိုပိတ်ကန်ပစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်ပုတ်တွေဖတ်မယ်တက်တီရှိကြအောင်ဆောင်ပြီးစပယ်ရကိုဖူးကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖက်ဒရယ်ပြည်ထောင်စုကြီးတိဆောက်တာကအစရှမ်းကိုမီဝိုင်းကကျင့်ဝတ်ဆိုင်ရာပြဿနာတွေအထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးတဲ့ကောင်တွေနှုတ်သုံးသွားဖို့ရေးအထိလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရိမ်ထိတ်လန့်နေတဲ့အစွမ်းအစအမျိုးမျိုးကိုပိုင်ဆိုင်ဖို့လွယ်ပါလိမ့်မယ်စင်ကျင်တုံတရားကိုချရေးဖို့ပို့စကတ်လေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်အိုးအားလုံးလွယ်ကောင်းလွယ်နေပါလိမ့်မယ်စပယ်ဖြူတုံးကမှခင်ဖုံးတော့ရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်နေခတ်တဲ့ခင်ဖုံးတော့ရဲ့တိတ်ခတ်တယ်နေထွက်ဆမှတွန်းနေတဲ့ငှက်နှုတ်သေးရဲ့အရေးလေးနေလေခင်တူဝင်သွားတယ်လို့ပါပဲဗုဒ္ဓဟူးညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကို့သဘောနဲ့ကိုအရှုံးပေးလိုက်ခြင်းနဲ့တောင်ကုန်းလေးတောင်မှမျက်တွေစိမ့်မှုစောင့်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်တဲ့နဲ့နားလေပါတယ်ခင်ဖုံးတော်ဝေးတတင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ကြောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မိုးမရွာတဲ့ဝါဆိုကိုဘလို့အမည်မျိုးပြောင်းလဲမဲ့ခေါ်ခြင်းပါကလေးခင်ဖုံးတော်ဝေးဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တကြမရှိတဲ့ရေမျောအိမ်လေးတွေဒီဘက်တောင်နေရန်ကနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြင်းနူကျွန်းနဲ့ကန်ဒီကန်ဝေးတနေ့တကြီးမှလေပြေလင်းချင်းတွေဂုံတီရှိအလံကိုင်းတက်ဦးနဲ့တီးမုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာသာခင်ဖုံးတော့ဝေဖြည့်ပါပုံမြင်မစခင်ပုံမြင်လေးထဲမှာကောင်းကင်ဘာရောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်မမေ့သေးဘူးဆိုတာကိုယ့်ဘာသာယုံကြည်လိုက်ပါမယ်ဒီနေရာကစွန်စားခန်းတွေအဆုံးသတ်ရမယ့်နေရာမဟုတ်ပါဘူးစုကောင်းရုံတချင်းတစ်ပုတ်ရဲ့ချိုးပိုက်နေရာကိုကက်ကလာနေုံမျှပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ကျိုးဖြူဖြူလေးထက်ချက်မကွာချီလျက်နှောင်လျက်ပါသွားတာပါပဲတန်ရုံးစင်ရဲ့တိကျလက္ခဏာရဲ့တစ်ခုပါခင်ဖုံးတော့ရေးခွင့်လွတ်နိုင်ရင်ကြေးစေခြင်းပါတယ်ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးအဖို့ပြုနေရတဲ့သူစင်းရဲတို့ရဲ့တက်ကွင်းခင်းညံ့300ဒီကျွန်တော်အလုံစရင်မှာတော့နှုတ်မရပဲ့မရအစားထိုးမရခင်ဖုံးတော့ဝေးစိတ်တစားတစ်ကြိုတီးလေးလို့ပန်းချိုပွင့်လေးလို့အလိုမကြတာတော့ပြန်မပြင်းရဘူးကဲကြည်စမ်းတန်တင်